စံလေးပဲနော်ပြီးလို့ဆိုရင်ဖွင့်ပြီးတစ်ချက်နှစ်ချက်သုံးချက်တိုင်းလေးပဲဒီတိုင်းလေးပဲထိုးသွားမယ်နော်ဒီတပေါက်ဒီလိုမျိုးပွင့်လာတစ်ဖက်ရပြီလို့စီလို့ရှိရင်တော့ဖွင့်ပြီး5ချက်ထိုးရမယ်နော်သူကဖွင့်ပြီး5ချက်ထိုးရမယ်ဘာလို့လဲဆိုတော့သူကတပွင့်လာပြီလို့စီလို့ရှိရင်ဖွင့်ပြီး5ချက်ထိုးမှဟိုမှာပြန်ပြီးတော့ချိတ်လို့ရမှာလေအဲ့ဒါကြလို့ဒီမှာဒီလိုတပွင့်ပြီးလို့ရှိရင်ဒီလိုမျိုးအကွင်းလေးလောက်တော့ကွင်းလေးလောက်ပြီးလို့ရှိရင်ဒါမှဟိုပဲတပွင့်နဲ့လာချိတ်လို့ရမှာဆိုတော့လေဒီဆိုအတိုင်းလေးနော်ဒီတော့ကိုကအပွင့်ရည်များလို့ချင်လို့ရှိရင်လည်းဒီတိုင်းလေးပဲအပွင့်ရည်အများကြီးနဲ့ချိတ်လို့ရတယ်ကျွန်မထိုးလာတဲ့အပွင့်လေးကြတော့ကိုကအဲ့တော့ဒီလိုအပြောသဘောလောက်ပဲပုံစံမျိုးပဲထိုးတာဆိုတော့လေအဲ့လိုပွင့်မျိုးသုံးပွင့်မျိုးအဲ့လောက်ပဲရှိတယ်အဲ့ဒါကြောင့်အရင်လည်းအဲ့တော့လည်းတိတ်မသေးတတ်ဘူးကိုကတိတ်မကျွမ်းသေးဘူးလေအဲ့တော့လေမကျွမ်းသေးတော့အဲ့ဒါတိတ်မသေးတတ်ဘူးအခုကတော့နည်းနည်းပြောမဆိုရင်ရလာတော့ပေါ့သူပဲထိုးရင်တင်ရင်ထိုးရင်တင်ရင်လည်းပဲသူတေးတက်လာတယ်လို့ပြောစမ်းဒီလိုပုံစံလေးပဲနော်ဒီလိုပုံစံလေးပဲထိုးသွားမယ်ဒီလိုမျိုးလေးပဲလေနော်အရန်လွယ်တယ်ဒီပန်းပွင့်ရလေအရန်တော်တော်ကြီးကိုလွယ်တာဒီနေ့တော့ပေါ်လာပြီနော်ဒီမှာတပွင့်လေးထိုးလိုက်လို့ဆင်ရပြီနော်ဒီနေ့တော့ချီရမလောက်တော့ဖြစ်သွားတယ်ချီရခုနတော့ဟိုဒါနဲ့လောက်ထားတယ်ဆိုတော့မလောက်တော့ဖြစ်သွားဒီလိုပုံစံလေးရမယ်နော်ဒီပုံစံလေးပါပဲရှင်အလန်းကိုလွယ်ပါတယ်ဒီချိုးနည်းလေးရလေရန်ကိုမလွယ်တယ်ပုံစံလေးရပါတယ်နော်ပြင်မှာတော့ပိုလှတာပေါ့ဒီမှာကျတော့ထိုးပြရိုက်ပြတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲပုံစံမကြောက်ဘူးပေါ့နော်ဖုံးကလည်းတိတ်ပြီးရိုက်တယ်မကျွမ်းဆိုတော့လေဒီလိုပုံစံလေးပါပဲရှင်အရင်ကိုလှပြီတယ်နော်